အတူကြီးကျွန်တော်ခေါ်တယ်ဆိုလို့ အေးဟုတ်တယ်ကွမော်ဒယ်ကြီးစုံစမ်းခိုင်းထားတဲ့ကိစ္စကိုငါတို့စပြီးဆောင်ရွက်ရမယ်အဲ့ဒီကိစ္စကိုမင်းလိုက်ခဲ့ရမယ် ဟိုစုံစမ်းတော့ဟုတ်ပါပြီတူကြီးရဲ့ဒါပေမဲ့ကျွန်တော်တို့ကဘယ်ကနေစပြီးတော့စုံစမ်းရမှာလဲ ဝတ္တန်ပြောပုံရဆိုရင်တော့ငါတို့လောက်ကြံတဲ့အဖွဲ့ကဒုံတုံးနဲ့လူတဲ့အဖွဲ့လို့ပြောတာပဲ အတူကြီးကျွန်တော်ရောက်ပါပြီ ညတင်မင်းကိုရေးကြီးကိစ္စပြောစရာရှိလို့ဒီနေရာကိုဒီနဲ့ခေါ်လိုက်တာ ဟုတ်ကဲ့ပြောပါအတူကြီး အရေးတော်ပုံစရတော့မယ် ဒီကိစ္စအတွက်ကျွန်တော်တို့အစင်းနေဖြစ်ပြီလားမပိုင်မဲလို့ရင်ကျွန်တော်တို့ဒုက္ခရောက်သွားနိုင်တယ်နော်တစ်ဖက်ကအင်အားကလည်းရှော့တွက်လို့မရဘူး မလုပ်လို့မဖြစ်တဲ့အခြေအနေကိုရောက်နေပြီကွအဲ့ဒီတွေငါအားလုံးစီစဉ်ပြီးသွားပြီငါအစီအစဉ်တိုင်းတိကျလုပ်မယ်ဆိုရင်အောင်မြင်နိုင်မယ် အုံမြင်တော့ကောင်းပါတယ်တကယ်လို့မအောင်မြင်ခဲ့ရင် ညတင်မင်းပေါက်တွေစိုးရင်နေတာလဲအောင်မြင်ရမယ်ဆိုတဲ့စိတ်နဲ့လုပ်ရမှာပေါ့ကွအောင်မြင်ခဲ့လို့ရှိရင်မင်းနဲ့ကြိတ်ပြီးလဲအဆင်ပြေမှာလေကွာ ဒါဆိုတခြားကိုရန်တော်တွေအတွက်ရောဘယ်လိုစီစဉ်မှာလဲ ရုရှားပူတစ်စီပို့လိုက်မှာပေါ့ခဏနေအောင်ဒီဘက်ကကြီးသွန်နေတယ်ကွစံတိုင်းနဲ့အောင်ဖို့တွားကြည့်လိုက်စမ်းယော တိရှိ ဟာတို့ရိတ်တန်တွေကြားတယ်ကွလာငါတို့တွားကြည့်အောင်ဖရ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 င် ကျိုး အတူကြီးအတူကြီး အတို့ကြီးဆို အတူကြီးဘယ်ရောက်သွားကြီးလဲမသိဘူး ရန်သူတွေမျက်ဖက်ကိုတော်လာမသိဘူး ရန်သူဖက်ခေါ်မယ်ဆိုရင်လဲတကင်းလိုလူမျိုးကတော်တောင်ရန်သူကတော့ဖက်ခေါ်နိုင်မှာမဟုတ်လားဘူးဒီတိုးထဲမှာငါတို့ပြင်ရန်စင်းမြင့်တဲ့တိုင်းသမားတယောက်တော့ရှိနေပြီကွအဲ့ဒါဆိုကျွန်တော်တို့ဘာဆက်လုပ်ကြမလဲတခင်လက်ငါတို့ကြီးပဲဆိုရင်တော့အဆင်မပြေဘူးကွရန်သူကအရန်စင်းမြင့်တော့ညီလေးဝတ္တန်ရဲ့အကူအညီယူမှဖြစ်မယ်ငါတို့ဆိုင်ပြန်ကြမယ် ကိုလေးကိုရဲ့တမီးကကိုလုံးစီကိုချစ်တယ်လို့တော့တမီးကိုတစ်ချက်ကလေးတောင်ပြန်မကုတ်ဘူးတကယ်တော့တမီးကတွန်းနေတဲ့အပြာစာကိုလေးဖတ်ရင်အတူတူတိုင်းချင်းချင်းမိတယ်အဲ့ဒါတို့ကပါညာတာတကားတွေစိတ်ဝင်စားပါဘူးဆိုပြီးတမီးကိုညင်းသွားတယ်လေတမီးရန်ဝမ်းတာပဲဦးလေးကိုရဲ့ကိုလုံးစီ ကျွန်တော်ကြောင့်တကယ်မှလေးဝမ်းနေရတယ်ဆိုရင်ကျွန်တော်မတောင်းမှန်ပါဘူးဗျာတကယ်တော့ကျွန်တော်ကတာမန်ကိုရန်တော်တယောက်ပါတကယ်မှလေးနဲ့အစင်တန်းမိုးနဲ့မြေလိုကြွားကြလွန်းလာပါတယ်ဗျာ ဘလို့ဖြစ်လို့ရှင်ဖြစ်နေတာလဲဦးလေးကိုရော ဦးလေးကိုကျွန်တော်တတ်လိုက်ပြီ ရှင်ဘာလို့ဦးလေးကိုတက်လိုက်တာလဲဦးလေးကိုမှာဘာပြစ်ရှိလို့လဲ အမှန်တိုင်းပြောရရင်ဗျာဒီနေ့ဒီချိန်ကနေစပြီးတော့ဒီလက်ထဆိုင်တော်ကြီးကိုကျွန်တော်ပုံကန်တော့မယ်တကယ်မှလေးကိုတစားကန်လုပ်ပြီးတော့ရုပ်ပရင်ဝတ်တန်ကိုလောက်ပြန်ရှင်းလင်းရမှာရှင်းပြောရရင်ဗျာတကယ်မှလေးကိုကျွန်တော်လုံးဝညှင့်လို့မရဘူးကျွန်တော်တကယ်ညှင့်နေတာကနတိကိုဒီရေးတော်ပုံကြီးအောင်မြင်ရင်ကျွန်တော်ကနတိကိုတိမ့်ပိုက်ပြီးတော့လက်ထက်မှာတကယ်မှလေးအတွက်တော့စိတ်မကောင်းပါဘူးဗျာ ရှင်တော်တော်ရုံမှာပါလားဒီမရှင်ကိုအထင်ကြီးလေးစားခဲ့တာတွေခုတော့လကားပဲ ဒီချိန်မှာတော့ဒီစကားကိုပြောမနေပါတော့နဲ့ဗျာအေးစစ်အဖမ်းခံလိုက်ပါ စမ်းကြည့်လိုက်လေကျမရဲ့ငန်းပြားကြီးလောဝါတိုင်းနဲ့တွေ့ကြပြီပေါ့ 继续 တိရှိ 继续这 တိရှိ
ဒီခင်မာလေးဘက်ကငမ်းပြားကြီးလဝါတိုင်းတုံးလာတော့လဲကျွန်တော်တုံးထုတ်ရတော့မှာပေါ့ဗျာ 呀 အာ 呀， ရောချွန်းချွန်းချွန်းကလင်ကလင် သူတို့စောင့်နေတာလားမသိဘူး ချွန်းချွန်းကလင်ချွန်း 啊，Emily，喂，欧莱达， ကျေးဘူးလင်းတင်ဘယ်လိုလုပ်လိုက်ကြလဲကွာ 嘿嘿，到底要不要打来没得？打来， ကျေးဘူးမင်းကျေးဘူးမင်းတို့တွေတဘာလောက်ကြတာလဲဘာဖြစ်ကြတာလဲ ကျေးဘူးဖေကောင်းအတိအကျထိုးပါစို့ဘာလို့လက်ပြုတ်ကိုထိုးလိုက်ရတာလဲ 这表当我买对， ခုမှတော့ဘာမှပြောမနေနဲ့တော့ပြောင်းတယ်သူ့ဝိုင်းတိုက်ကြကွာဟုတ်ပါ ညီမလေးဘေးကိုတွားနေ ချွန်း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 ယောချွန်း 啊， ကျေးဘူးဒီငါတို့ဒီစားပေါက်တယ်ပေါ့ဟုတ်လားရောချွန်းချွန်းချွန်းနော်လူဒီငါတို့လောက်ကိုမကူညီချင်နေပါဝင်ပြီးတော့မနှောက်ရှက်ပါနဲ့ငါနဲ့မတက်ချင်ဘူး 我在内蒙对，这把这给你我在妈妈这啥西啊没？ နော်လူနေငါ့ပြေပဲမဟုတ်ပါဘူးဟာတကယ်လို့တိုက်ခက်ခဲ့မယ်ဆိုရင်လေငါနဲ့ကိုညာနေမှာမဟုတ်ဘူးနော် 要把这对，对吧？这把哪一个怪物变嘛喏？ 这表那的，到来搞别别了。 ဝတ်တန်လွတ်သွားပြီဘယ်လိုလုပ်မလဲ လူတရပြင်းပြင်းတက်တက်ရသွားတယ်ဝဝမပြေးနိုင်ပါဘူးကွာဒါနဲ့မင်းတို့ခိုင်းထားတဲ့ကိစ္စကိုအောင်မြင်ရလား အိုးဟုတ်ကဲ့တူကြီးကျွန်တော်တို့တခင်မကြီးကိုတိတ်ချုပ်ပြီးတော့ပါပြီကျေးဘူးမင်းကအုပ်တုံးနဲ့တိုးပြီးတော့ဘာဖြစ်လို့အခုလိုပြန်ကြလာရတာလဲ 这表，这表，这表个，这给你我到来拖的。不老老偏来嘛嘞？这给你，给他妈没来人。 မင်းတို့ငါပြောခဲ့ဘူးတလို့ပေါ့တော့ကျုံတုံးနဲ့တိုးတဲ့တူတက်ရှစ်တဲ့ကနေကွင်းနှလုံးတုံးနဲ့တိုးတဲ့တူကပို့ပြီးကုကန်ရခတ်တယ်လို့တကယ်တော့ကျေပြူကငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူးတူတာအဲ့လိုမလုပ်ရင်ငါ့အခုလိုလွယ်လွယ်နဲ့တန်ရအောင်ပဲလုပ်နိုင်ပါမလဲ 这给你包。这表爹爹那别对酒龙没把的。这里段，平台有多带来吧？ ဘာလို့ပင်တဲ့ကိုတိုးတယ်ရမှာလဲမင်းရဲ့နှကန်းနေရှသွားမှာပေါ့တိုးလက်စိုင်းတော်ကိုကြည့်ရတာဖုန်းကြောင်းနဲ့တူးမနေဘူးလားအေးနည်းနည်းတော့တူးတယ်လို့ပဲကွာ ဟုတ်တယ်ယောကျော်ဟုတ်ဟာ
မင်းတို့ဒါဘာလုပ်တာလား ကျွဲမကောင်းပါဘူးတခင်လေးအေးစစ်စစ်လက်နဲ့ချပြီးတော့အညက်ခံပါ လှုပ်စီးမင်းကငါတို့လက်ထပ်ဆိုင်ကိုတစ္ဆာပေါက်ရဲတယ်ပေါ့ဟုတ်လားငါမို့တိန်နဲ့ညီမလေးခုပဲမလဲ ကျွဲမပူပါနဲ့တခင်လေးကျွန်တော်အေးစစ်စစ်လေးစောင့်ရှောက်ထားပါတယ်အောင်ဘူးနဲ့စန်တိန်မင်းတို့နှစ်ယောက်ငါတို့ကိုရန်တော်ဘွဲနဲ့ပူးပေါင်းပါမပူးပေါင်းဘူးဆိုရင်တော့မင်းတို့ငါဖင်ချရလိမ့်မယ် အောင်ဘူးနဲ့စန်တိန်မင်းတို့တဘောကဘလို့လဲကျွန်တော်ကတော့လက်ထပ်ဆိုင်ကိုလုံးဝတစ္ဆာမပေါက်နိုင်ဘူး ဟုတ်တယ်ကျုပ်လည်းအတူတူပဲမင်းတို့တွေကမပူးပေါင်းဘူးဆိုမှတော့ငါဖင်ချပေးရမှာပေါ့ကိုရန်တော်ဘွဲတွေသူ့ကိုထိန်းထားကြကြောင်ချွန်းချွန်း တိရှိစန်တိန်အောင်ဘူးမင်းတို့လွတ်အောင်ပြေး အပြက်တာရှင်းခဲ့လိုက်သွားတော့ ကြော့ကြီးတို့ ယူနေတာလားမသိဘူးစိုင်းမှာကြံခဲ့တဲ့မော်ဒယ်နဲ့ညီမကိုအနည်းဆုံးကယ်မဖြစ်မယ် ဒီပုံစံတိုင်းဆိုတကယ်လေးတွားကြလို့မရဘူးတနေ့ရရမှတရားတက်တောင်တပေါ်ထိုးပြီးမှတကယ်လေးတွားကြရင်ကောင်းမယ်ထင်တယ် ဒါပြင်ဝတ်တန်ဆိုပြီးနာမည်ကြီးနေတဲ့သူကဘယ်လိုဖြစ်တာလဲခုကြတော့လေမိန်းကလေးညောက်ကတော့စောစောပေးနေရတဲ့သူဖြစ်သွားပါလားဟမ်ပြောရင်တို့ကြည့်သမ်းပါဦးကျွန်တော်စရာမကောင်းဘူးလား ကောင်းတာပေါ့ကွာဟိုဒီကောင်လေးတို့ကွာ တကယ်လေးချိပါလိုက်ပါဦးတို့တောင်းရောက်ကိုနတီတို့တောင်းထား ငါချီတုံတုံပါပြီးတော့ရင်လောက်ကူမယ်တုံတုံပဲပါမှာမကြောက်ခဏလေးပဲကုန်းလိုက်တော့အခုမှပဲပေါ့တော့တယ် တကယ်လေးအထက်လည်းအောက်ချုပ်ပြနေတာထင်တယ်ချင်းစောလည်းနှလိုက်တာအမလေးလေးလိုက်တာပိုင်းမျိုးစော့တာလည်းမသိဘူး